နှစ်ဦးစလုံးရဲ့အသေးများမှကွယ်အတိတရားများကိုဖလဲတွေ့တာနောင်တီးကြသူချင်းမူမြစ်တာကဘာများဖြစ်မချလို့တဲ့ချစ်စရာပြုံးစကားလေးများသာကွယ်ရင်ဝဲသိမ့်စီကထားမယ်မေနှစ်ဦးစလုံးရဲ့အသေးများမှကွယ်အတိတရားများကိုပလဲတွေ့တာနောင်တီးကြသူချင်းမူမြစ်တာကဘာများဖြစ်မချလို့တဲ့ချစ်စရာအပြုံးစကားလေးများသာကွယ်ရင်ဝဲသိမ့်စီကထားမယ်မေဘဝအတွေ့အကြုံမပြည့်စုံသူမို့တကယ်ရှုရကအစသာမှာကွယ်တော်သည်ဆုံးမတာတွေအဖြစ်လိုမြင်တတ်လေတဲ့ကွယ်အိုးခလီဆန်လို့သူအမိုက်ကလေးကိုမှကျွန်တော်ကချစ်မိသူပါကွယ်ပဝကျင်အတိုင်းဝိုင်းကကွယ်ပြောချင်တာတွေလေပြောကြပါစေကွယ်ဘဝဆိုတာရဲ့စိတ်တိုင်းကြဒီဆောင်မတကယ်ဒါရလိမ့်မယ်ယုံကြည်တယ်ပဝကျင်အတိုင်းဝိုင်းပြောချင်တာတွေလေပြောကြပါစေကွယ်ဘဝဆိုတာရဲ့စိတ်တိုင်းကြဒီဆောင်မတကယ်သာယာလိမ့်မယ်ယုံကြည်တယ်အိမ်မဆန်သောအတွေ့များကြဝဲမမွေလို့သူပါကွယ်တခုဒီသောမြတ်တာကပါဆောက်ကားရဲ့အနာဂတ်ပြဿနာတိုင်းဝဲတိုင်းမင်းဆွေးနွေးကကွယ်မြတ်တာအေးဝဲမိဆိုလားချစ်သူရဲ့ကွယ်ဘဝအတွေ့အကြုံမပြည့်စုံသူမှုတကယ်ရှုရကအစစားမှာကွယ်သွန်သင်ဆုံးမတာတွေရဲ့အဖြစ်လိုမြင်တတ်လေတဲ့ကွယ်အိုးကလေးဆန်လို့သူအမိုက်ကလေးကိုမှကျွန်တော်ကချစ်မိသူပါကွယ်ပဝကျင်အတိုင်းဝိုင်းကကွယ်ပြောချင်တာတွေလေပြောကြပါစေကွယ်ဘဝဆိုတာရဲ့စိတ်တိုင်းကြဒီဆောင်မတကယ်သာယာလိမ့်မယ်ယုံကြည်တယ်ပဝကျင်အတိုင်းဝိုင်းကကွယ်
စေကွယ်ဘဝဆိုတာရဲ့စိတ်တိုင်းကြဒီဆောင်မတကယ်တာယာလိမ့်မယ်ယုံကြည်တယ်အိမ်မက်ဆန်သောအတွေ့များကြဝဲမမွေလို့သူပါကွယ်တခုဒီသောမေတ္တာကပါဒီဆောက်ခါရဲ့အနာဂတ်ပြဿနာတိုင်းဝဲတိုင်ပင်ဆွေးနွေးကကွယ်မေတ္တာအေးရိပ်ဝဲမိမိဆိုလားချစ်သူရဲ့